လုံးမဲမင်္ဂလာပါဒီတစ်ခါမှာတော့ channel ပရိသတ်ကြီးအတွက်သူရောင်မယ်ပြိုလေးများရဲ့ရာဇဝင်နဲ့ဒဏ္ဍာရီလာအကြောင်းအရာတွေကိုစိတ်ဝင်စားဖွယ်တင်ဆက်ပေးပါမယ်ရှင်ဒီအကြောင်းအရာလေးကိုနှစ်သက်တယ်ဆိုရင်တော့ channel လေးကို subscribe လုပ်ပေးသွားဖို့မမေ့နဲ့နော်သူရောင်မယ်ဒီရဲ့ဒဏ္ဍာရီဆန်တဲ့မူလအစကတော့သူရောင်မယ်ဒီဟာရာဇဝင်နဲ့ဒဏ္ဍာရီတေမှာဖော်ပြခံရတဲ့အသီးတစ်မျိုးဖြစ်ပါတယ်ကိုလုံးတီးမိမပြိုပုံရှိတယ်လို့လဲဆိုပါတယ်အတီးကိုဇော်ကြီးတောင်မွန်းနဲ့ထိမိလိုက်ပြီဆိုရင်ပဲအလွန်ချောမောတဲ့မိမပြိုဖြစ်ကိုပြောင်းလဲသွားပါတယ်အဲ့ဒီလိုချောမောလှပတဲ့မိမပြိုလေးနဲ့ပျော်ပါလို့လဲရပါတယ်ဇော်ကြီးတေဟာတောင်မွေးနဲ့ထိပြီးသူရောင်မယ်လေးတွေကိုဖန်ဆင်းလေလဲရှိပါတယ်ဒါကြောင့်သူရောင်မယ်သီးဟာမြမဒန်နာရီလာစိတ်ဝင်စားစရာအကြောင်းအရာတစ်ခုဖြစ်ပြီးတော့အထူးဆန်းကျယ်တဲ့အသီးတစ်မျိုးလို့လဲဖော်ပြခံရပါတယ်တခါတော့ကဇော်ကြီးဟာသူ့ရဲ့မော်တောင်ဝေးနဲ့အတူတစ်တော်ရဲလျှောက်လည်နေတဲ့ရုတ်တရက်တက်ကိုင်းတစ်ခုပေါ်ကသူရောင်မယ်သီးလေးကိုမြင်လိုက်ရတယ်ဟေ့တောင်ဝေးဒီအသီးလေးငါတို့နဲ့ကစားချင်နေမယ်ထင်တယ်လို့ဇော်ကြီးကသူ့တောင်ဝေးကိုတီးတိုးပြောလိုက်တယ်တောင်ဝေးကဖြူးဖြူးလေးတောက်ပြီးဟုတ်ပြီးသူ့ကိုမှော်အရသာလေးမြည်စမ်းစေမယ်လို့ပြန်ဖြေတယ်ဇော်ကြီးကတောင်ဝေးကိုလှမ်းကြည့်ပြီးသူရောင်မယ်သီးစီညွှန်လိုက်တဲ့အခါဖြူခွေးတဲ့အလင်းတန်းလေးတွေထွက်လာပြီးသူရောင်မယ်သီးကချစ်စရာလူသွားလေးဖြစ်ပြောင်းသွားတယ်ဟီဟီငါနာမည်မေမေသီးပါလို့သူမကပြုံးပြလိုက်တယ်ဇော်ကြီးနဲ့သူရောင်မယ်လေးတို့ဟာတစ်တော်ထဲမှာတနေကုန်ကခုံပျော်ပါကြတယ်နောက်ဆုံးမှာတော့မေမေသီးကကျေးဇူးတင်ပါတယ်ဒါပေမဲ့ငါတစ်ကိုင်းနဲ့ပြန်နေရမယ်လို့ဝမ်းနည်းစွာနှုတ်ဆက်တယ်ဇော်ကြီးကတောင်ဝေးရဲ့မော်စွမ်းနဲ့သူမကိုပြန်သီးလေးအဖြစ်ပြောင်းပေးလိုက်ပြီးမကြခင်ပြန်လာခဲ့နော်လို့အော်ပြောလိုက်တယ်ပြီးတော့ဇော်ကြီးဟာတစ်တော်ရဲ့မော်ဖြစ်ရက်တွေကိုဆက်လက်ခံစားဖို့နောက်ထပ်မနက်ခင်းတစ်ခုကိုစောင့်မျှော်ရင်းအိမ်ပြန်ခဲ့ကြတယ်တခါကထိုင်းနိုင်ငံတွင်သူရောင်မယ်သီးလို့ဆိုကာအစိမ်းရောင်ကိုလုံးတီးမိမပြိုပုံတရံရှိတဲ့အသီးတွေကိုတစ်ပင်ပေါ်မှာချိတ်ဆွဲထားတဲ့ဓာတ်ပုံနီတာအွန်လိုင်းပေါ်တွင်ပြန့်နှံ့ခဲ့ပူပါတယ်ထိုဓာတ်ပုံများဟာအလွန်ထူးဆန်းတဲ့အသွင်သဏ္ဍာန်ကြောင့်လူကြိုက်များခဲ့ပြီးတော့နောက်ဆုံးမှာအတူရောင်များဖြစ်တယ်လို့သိခဲ့ရပါတယ်သူရောင်မယ်သီးဟာလူသားများမမြင်နိုင်သေးတဲ့စကြဝဠာရဲ့အစိတ်ပိုင်းတစ်ခုဖြစ်နိုင်ပါတယ်။စာပေကျမ်းဂန်များမှာသူရောင်မယ်သီးအကြောင်းခဏခဏဖော်ပြခံရမဲ့အမှန်တရှိလားဆိုတာကိုနေရအတိမပြုနိုင်သေးပါဘူး။ဒါပေမဲ့ဒဏ္ဍာရီအရသူရောင်မယ်သီးဟာစကြဝဠာအတွင်းတနေရာတစ်ခုမှာနေရတေချာပေါက်တည်ရှိနေမယ်လို့ယုံကြည်ထားကြပါတယ်။သူရောင်မယ်သီးဟာမြမယဉ်ကျေးမှုမှာစမ်းကြဲတဲ့အရာတစ်ခုအဖြစ်ရှိနေပြီးနေရလူမှုရေးအရာလည်းစိတ်ဝင်စားဖို့ကောင်းတယ်ပါတော့တယ်။အဆုံးထိကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်။ဇနီးမှာပျော်ရွှင်တဲ့ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေ။